င်္ဂလာပါနော်မင်္ဂလာပါကျွန်တော် line လွှဲနေတဲ့အရာလေးတွေပေါ့နော် line လွှဲမရသေးတဲ့အတွက်ဒီဗီဒီယိုဖိုင်လေးကနေတော့တောင်းပန်ပါတယ်ပေါ့နော်ကျွန်တော်ရဲ့ TikTok မှာရှိနေတဲ့မိတ်ဆွေလေးတွေကိုအခုဆိုရင် line ခဏပြန်ပြီးထားတာခံရတယ်ပေါ့နော်ခံရတဲ့အခါကျတော့အတိအရာကိုကျွန်တော်ပြန်ရှာပြီးတော့ပြန်ဖွင့်မယ်ပြန်ဖွင့်ပြီးမှ line ပြန်လွှတ်ပေးမယ်နော်ဒါဆိုရင်ကျွန်တော်ဘာဖြစ်လို့ဒီအရာလေးတွေပဲလာပြပြပေးလဲဆိုတော့တစ်ခါလေးကြပေါ့နော်ကျွန်တော်ကြံထားပြီးပေါ့နော်ကျွန်တော်ချုံပလေးရောပြန်လာတဲ့ချိန်မှာ line လွှတ်ပေးတယ် line လွှတ်တဲ့ချိန်မှာဘာလို့လဲမလဲပေါ့နော်ဒီ internet ခေါင်းသွားတယ်လို့မျိုးတစ်ခါတည်း line ပိုက်သွားတယ်ဘာဖြစ်တာလဲဆိုတဲ့ຢာကိုကျွန်တော်လည်းမသိဘူးပေါ့နော်အခုချိန်မှာကျွန်တော်ဒီ YouTube လေးမှာကျွန်တော် video file လေးတက်တယ်ဒီ TikTok မှာလည်း video file လေးတက်တယ်တန်ဗီတာနဲ့ကျွန်တော်ပြန်ပြီးတော့စစ်စစ်ကြည့်တယ်ပေါ့နော်ပြန်ပြီးတော့ကျွန်တော်ခံရောက်တဲ့အခါမှာကျွန်တော်ရဲ့မိတ်ဆွေလေးတွေနဲ့တွေးချင်းတယ်မြင်ချင်းတယ်စကားပြောလို့ရအောင်လို့ကျွန်တော် line လွှတ်ပေးမယ်လို့လုပ်တဲ့အချိန်မှာပဲတခါတည်း line ပေးနေတာเนาะဒါကြောင့်လာပြီးတော့ပြပြန်ပေးတာအခုအဲ့တော့ဘယ်လိုပြောမလဲရောက်တဲ့ chat လေးမှာ video file လေးလုပ်တော့တက်ပေးတာဖြစ်ပါတယ်เนาะမိတ်ဆွေတို့